အကောင်မတည်သေးဘူးရအကောင်မတည်သေးဘူး မသေးသေးဘူးတိတယ် အဲ့ဒါအများကြီးပဲ အတင်းတော့ခဏလေးမသေးလို့မရဘူး အကောင်မတည်သေးဘူးနေနေနေဟဲ့မတည်သေးဘူး အတင်းတော့ တော့သဘောကောင်းနေငါတို့မယုံဘူးဟုတ်ကဲ့ဟမ်တော့သဘောကောင်းတယ်ဒီကောင်လေးလက်ထဲမှာမတည်နိုင်ဘူးကိုတို့ကျွန်တော်ပြမနေ ရင်းနေပြီတော့နောက်မှပြောဟုတ်တာမောနေပြီပါမင်းစိုးနေနဲ့မလို့စိုးနေပြီဟမ် အပြောဘူးကျွန်တော်ပြောပုံမှန်လေးပြောတာပါကျွန်တော်တက်မှလေကျွန်တော်ဟုတ်တော့ဟုတ်ကျွန်တော်အဲ့လိုမချင်ဘူး မချင်းအောင်မင်းမချင်းအောင်ငါတို့မချင်းအောင်ဘယ်မှာ တုတ်ထားလိုက်ကြီးညာဘာမှမလုပ်ဘူးကျွန်တော်တက်မှာကျွန်တော်မျိုးသမီးလေးကျွန်တော်ခေါ်ကြံထားခဲ့လို့ပါကြံကြတို့ကကျွန်တော်မျိုးသမီးတက်ပြမှာဆိုလို့ရတယ်အဲ့ဒါမင်းဒါလည်းငါတို့မင်းကိုခေါ်ပါပြီမယ်ဟုတ်ပြီပြန်လို့မင်း ကျွန်တော်တိုက်ပွဲမှာကြာဆုံးသွားတဲ့တရင်ပေါ့ကျွန်တော်မျိုးသမီးကိုအေးဟိုပြန်လွတ်ပြီးကျွန်တော်ရမိပါအဲ့ဒီတော့မင်းမဆက်တယ်အဲ့ဒီတော့ရတယ်မင်းမဆက်တယ်ပြီးဟုတ်ပြီလားဟုတ်ပြီ အဲ့ဒီတော့လုပ်ပြီနော်အခုတော့မင်းငါလုပ်မယ်ငါတို့လက်ထပ်ထားမှာကျိုးလေးကတော့ခံမယ် ဟုတ်ကဲ့ကို ဟိုဘိုင်းစားလေးတောင်းပါလား အမေခဏရှိတယ်နောက်ဆောင်းမယ်ဒီနေ့ဆောင်းမယ်ဒီခဏရှိရာကိုကျွန်တော်ဆက်လက်တောင်းအောင်ဆက်လက်တောင်းအောင်ကျွန်တော်လက်လေးရောအဲ့လိုမျိုးနည်းနည်းရှော့ပြပါရှော့ပြီးနေဟုတ်ဒါကိုကျဲနေတာပဲမင်းဒီလောက်ဟုတ်တယ်မင်းလက်ထိတ်မဟုတ်ဘူးလက်ထိတ်တက်တော့တက်တာလေးဟုတ်ပြီလားမနေနိုင်လို့ကျွန်တော်တယောက်လေးကျန်နေပြီ မင်းအစိုးရနဲ့မင်းတနက်ပဲအိုင်းနေထားခဲ့တာ ဟုတ်တယ် အေးဟာပြောမယ်နော်ငါတို့ခုကုန်းပေါ်တက်လို့မင်းမောင်ကြီးတယောက်ရှိမတက်ပါနော် ဗျာကိုကျွန်တော်အဲ့လိုတော့အတိအကျမသိဘူးကျွန်တော်အဲ့သဘောမှာကျွန်တော်ဒီဘက်ထောင်းမှနေရလေ မင်းအာမမခံနိုင်ဘူး ကျွန်တော်သူတို့ ဘယ်ဘက်တောင်းနေအောင်လက်ညှိုးထိုး ဒီဘက်တော့ဒီကကိုကြီးထုတ်ခဲ့တဲ့ဝေယုံတောင်းမှနေရလေ အေးဟုတ်ပြီအဲ့တော့ဟိုနားလေးမှာငါ့ကိုထွက်ပြတဲ့ကောင်ရရနော်နော် ချပါလားခ ဆိုရင်သူတို့မြန်မာတို့ကျွန်တော်ပြပါတော့ကျွန်တော်ဒီနောက်မှာကွဲလို့ ပြေဘူးငါတို့ရှိနေမင်းဘယ်ပြေးမှာလဲ ကျန်ကြောက်တော့ဒီကောင်ကျွန်တော်တို့စားရတယ်ကြီးမလို့ဒီကောင်လေးကျွန်တော်တို့ ဆိုတော့မင်းကငါကြည့်ကြည့်နေတယ်ဟေးကွာရောပါဆိုရင်မတက်လာအောင်ဟိုက မဟုတ်သူတို့ အော်တို့ကကျင်းနေတယ်တို့ဗမာတွေမအောက်ပိုင်း ဟုတ်တယ်